Stream Times ပနကုံမောဒီစစ်ခွေးလိုမပြောတဲ့စကားကိုပြည်သူတွေလာတော့နားထောင်နော်သူတခွန်းပြောပြီးလို့ရှိရင်မမို့တခွန်းဖြေပေးမယ်ကျလို့ငယ်လေးတွေတည်တဲ့ချိန်ကျတော့ဒီတော့အခုကျတော့ဒလန်ကြောင်ဟုတ်တယ်လေလူငယ်တွေတည်တဲ့အချိန်မှာဒလန်ကြောင့်တဆူကြောင့်တဆူဒလန်ဆိုတာဘာသူခိုင်းစားခွေးလေနေပါမအေလို့မြောက်လိုက်အာနာယူရဲ့ခိုင်းစားခွေးလေဘေလို့မဒီလူတွေရဲ့တာဝန်နင်တို့မှရှိတယ်တကယ်ကြတော့ဒီလူတရဲ့တောင်မှာငါတို့မှတောင်မရှိတာလားနေအဘမှာတောင်မရှိတာလားနင်တို့ရဲ့စဉ်းစားဆင်ခြင်နေမရှိပဲနဲ့စစ်တွေရှောက်တိုက်ခိုင်းလို့မြို့တွေရှောက်သိမ်းခိုင်းလို့လူတွေတည်နေတာငါတို့တွေကစဉ်းစားဆင်ခြင်ဉာဏ်စီလို့စစ်တွေတိုက်ရတာနော်စစ်တွေမတိုက်လို့ရှိရင်စဉ်းစားဆင်ခြင်တဲ့ဉာဏ်မရှိလို့ရှိရင်မင်းတို့ဘောမတို့မျိုးငါတို့ဖင်ခံရမှာငါတို့မျိုးငါတို့ပြန်တော့တိုက်ယူတာငါတို့မျိုးငါတို့ပြန်တော့သိမ်းတာငါတို့နေရငါတို့နိုင်ငံငါတို့ရဲ့အာဏာငါတို့ရဲ့လက်ထက်မှာပြန်ရအောင်ငါတို့ရဲ့နိုင်ငံငါတို့ရဲ့လက်ထက်မှာပြန်ရအောင်မြို့တွေတန်ရမှာစခန်းတွေတန်ရမှာနေရာတိုင်းမှာတန်ရမှာငါတို့ရဲ့တောင်းလေငါတို့မှာသမင်းစားတယ်စာတတ်တယ်ပေတတ်တယ်အသိတရားဆိုတာရှိတယ်ကိုကျစ်စာတရားဆိုတာရှိတယ်ဉာဏ်ပညာရှိတယ်နော်တခင်ဆိုင်ရှိတယ်အဲကြောင့်တခင်ဆိုင်မရှိတဲ့နေတို့လိုမအေလို့တွေကိုနေတို့လိုအောက်ဒန်စာခွေးဝဲစာအာနာယူမိတ်စာကောင်တွေကိုအလိုမရှိဘူးကွာအလိုမရှိလို့မင်းတို့ရှိတဲ့မြို့တိုင်းငါတို့ဝင်တိုက်မယ်ကွာမင်းတို့နေတဲ့မြို့တွေနေရာတွေအားလုံးကငါတို့ပြည်သူလူထုတွေရဲ့မြို့တွေနေရာတွေတိုင်းပြည်တွေနိုင်ငံတွေမင်းတို့အာဏာရှင်ရဲ့နိုင်ငံမဟုတ်ဘူးငါတို့ရဲ့နေရာငါတို့ရဲ့မြို့ငါတို့ရဲ့နိုင်ငံကငါတို့လက်ထက်မှာပြန်ရဖို့ကငါတို့မှာတောင်းဝန်ရှိတယ်နော်ငါတို့လောက်ပေးတာပြည်သူတွေအနာဂတ်ကောင်းစားဖို့အတွက်ပြည်သူတွေလူလိုမျိုးနေရအောင်ခွေးလိုမျိုးမနေရအောင်ငါတို့လောက်ပေးတာလူတွေသေအောင်လောက်တာတို့လိုအောက်ဒန်းစားအာဏာယူတွေဟုတ်လားဘုံကျဲတာလဲမင်းတို့ပဲလေဗရင်ကျင်းတာလဲမင်းတို့ပဲခိုးဆိုးလူရဲ့ထမြတက်တာလဲမင်းတို့ပဲငါတို့ PDF တွေငါတို့ပြည်သူတွေကျတော့ဘာတွေလုပ်လို့လဲဟမ်ငါတို့နိုင်ငံငါတို့လက်ထက်မှာပြန်ရအောင်ငါတို့ရဲ့အာဏာငါတို့လက်ထက်မှာပြန်ရဖို့ငါတို့စ조사ပေးတာပဲလူသားတာခိုးဆိုးတာလူရဲ့တာထမြတက်တာရောက်မှတာအောက်တန်းကြတာကောက်ကျစ်တာနိုင်ငံရောင်းစားတာမင်းအဘလေးဖေလို့မရဲ့ငါတို့ပြည်သူတွေကစစ်ကြောအာဏာယူတွေရဲ့လက်အောက်မှာလုံမြောက်ဖို့အတွက်ငါတို့ရတဲ့နေနဲ့ငါတို့စ조사ရမှာပဲစကားစားလေအခုရန်ကုန်မန္တလေးလူအုပ်တွေထဲမှာသူတို့ဘုံမကျဲပါဘူး PDF တက်သားတွေရှိတဲ့နေရာကိုပဲသူတို့ဘုံကျဲတယ်ဘယ်လိုမျိုးဘုံကျဲမလဲရန်ကုန်မန္တလေးက PDF တက်သားတွေမှမတက်သေးတာနေစိတ်ချင်းခု PDF တက်သားတဲ့တိုက်တဲ့နေရာကအဲ့ဒီနေရာမှာပဲတိုက်မလို့လားနေဘာစီတဲ့နေရာတိုင်းနေဘာစစ်ခွေးတွေစီတဲ့နေရာတိုင်းမန္တလေးလားနေပြည်တော်လားရန်ကုန်လားနေရအိမ်လားနေရခေါင်းပေါ်မှာနေရဘနေအဘရဲ့ခေါင်းပေါ်မှာလားအကလုံးတက်ပြီးတော့တိုက်မှာဖေလို့မတက်တဲ့နေကြလို့စင်ဒီဆိုတဲ့ဖေလို့မနော်ပြေးဖို့တင်တဲ့တက်ထားပေါ့နော်အပြေးတန်ပွဲတင်တဲ့တက်ထားနော်ပြောထားမယ်ငါတို့ပြည်သူလူထုတော်လန်ရေးတွေဒါပဲလောက်တာမင်းတို့စစ်ခွေးကိုတိုက်တာဖာဆန်ဆန်နဲ့လာတော့တိုက်တာမဟုတ်ဘူးဖာဆန်ဆန်နဲ့လာတော့တော်လန်တာမဟုတ်ဘူးမင်းတို့စစ်ခွေးအမျိုးရောက်စီတဲ့နေရာတိုင်းမင်းတို့အာနာယူစီတဲ့မြို့တိုင်းမှာငါတို့ဝင်တိုက်မှာရန်ကုန်မြို့လားမန္တလေးမြို့လားနေပြီးတော့လားဒီမြန်မာတနိုင်ငံလုံးနေပါမအေလို့မင်းအောင်လိုက်ထူထောင်တဲ့နိုင်ငံမဟုတ်ဘူးခွေးမ तू ကဘာကောင်မို့လို့လဲအဲ့ဒီမြန်မာနိုင်ငံက तू ပန်လို့ရတယ် तू အောက်ချုပ်စင်တယ်လို့အောက်ချုပ်လို့ရမယ်ဟာ तू တတ်စင်တယ်လို့တတ်လို့ရမယ်ဘယ်မြို့မဆို तू ပန်တယ်ဆိုတာဘယ်သူကပြောလို့လဲနေဆိုတဲ့ဖေလို့မပြောမလားနေဆိုတဲ့ဖေလို့မပြောမလို့လားဟာနေရတက်ကံမှာနေရမအလားပိုင်နေတယ်တနိုင်ငံတော်နေရကိုမေကိုလောပိုင်နေတယ်နေရခွေးဝဲစားပါဆောက်စစ်စီလို့လဲဘာအတိတရားစီလို့လဲတီသူလူထုကဘာစေတနာမေတ္တာစီလို့လဲဟမ် तू တနိုင်ငံလုံးအုပ်ချုပ်ရမှာသူ့ကိုဘယ်သူပေးအောင်ချုပ်လို့လဲသူ့ဘယ်သူလက်ခံလို့လဲ तू ကခွေးဒီခွေးမသားမအေလို့တပူကတမတဖြစ်တာလဲဘယ်သူကသူ့လက်ခံလို့လဲဟမ်မင်းတို့လိုဘောမတွေပဲသူ့လက်ခံတာဟမ်ဒီတော့မအေလို့မင်းအောင်လိုင်ကအာနာစတိုင်းကလေးကသူ့ကိုအဲ့ဒီချိန်မှာဘယ်သူမှလက်မခံကြလို့အခုထိလည်းဘယ်သူမှသူ့လက်မခံဘူးလက်မခံတဲ့အတွက်ကြောင့်သူ့လိုခွေးမသားအာနာယူစစ်ခွေးစတာမိတ်စာကောင်နော်ဘယ်သူမှလက်မခံတဲ့ကြောင့်သူ့ကိုရတဲ့နည်းနဲ့သူများတော်လန်မှာပဲအဲ့တော့သူများတော်လန်တဲ့နေရာတိုင်းတော်လန်တဲ့သူမတိုက်ပဲနဲ့ပြည်သူလူထုတပ်ဘုံကျဲတာတပ်ဖြတ်တာသူပဲတောင်းယူရမယ်လေပြီလို့မရဲ့ဟမ်တိုက်တဲ့သူကိုပြစ်လေတိုက်တဲ့သူတလေဘာဖြစ်လို့မတိုက်တဲ့ပြည်သူတတာလဲအဲ့လောက်တော့မှနေခွဲစားလို့မတက်လာဖေလို့မှစောက်ချီစာမှချီပလန်မှတော့ဘာလို့အခုဒီမသိနိုင်ကြသေးရလဲတော်ထားတဲ့ချင်းပြင်းနဲ့မြို့တချို့ကြီးလိုက်ပါလားပြာကျသွားတယ်နေအဘသာတတ်တိစလို့စင်လူလိုမျိုးစစ်တိုက်လို့စင်ဘယ်နေရာပြစားမလို့လဲတိုင်းရင်သားလည်းနဲ့ကန်သူ့ကိုတိုက်တယ်သူလည်းတိုင်းသားလည်းနဲ့ကန်လူလိုမျိုးတိုင်တော့တိုက်ပေါ့ယောက်ျားလိုမျိုးပြန်တော့တိုက်ပေါ့ဘာဖြစ်လို့ခွေးလိုမျိုးလည်းပြောတိုက်နေလဲဘာဖြစ်လို့ညင်ညင်ပန်းနဲ့တိုက်တာလဲဖေလို့မရဲ့သူများပေးမအောက်ချုပ်ပဲနဲ့အောက်ချုပ်နေတာလေသူများစောက်ခံတယ်မစောက်ဘူးသူများလက်နဲ့ဆိုင်ခံတယ်မချဘူးသူများတိုက်ရတာပေါ့အဲ့ဒါသူများရဲ့နယ်မြေလေတိုင်းရင်သားတွေရဲ့နယ်မြေလေသူခွေးလိုမျိုးတော့အောက်ချုပ်လို့မရဘူးစကားစားလေအခုရန်ကုန်မန္တလေးလူအုပ်တွေထဲမှာသူတို့ဘုံမကျဲပါဘူး PDF တက်သားတွေရှိတဲ့နေရာကိုပဲသူတို့ဘုံကျဲတယ်အဲ့တော့ဘာလို့အခုဒီမသိနိုင်ကြ PDF တက်သားတွေစီးတဲ့နေရာမှာပဲသူတို့ဘုံကျဲတယ်ဟဲ့ဖေလို့မဖုန်ကြီးเจ้าမှာဆိုရင် PDF တက်သားစီးရလားဟမ်စစ်ဘေးဆောင်မှာဆိုရင် PDF တက်သားစီးရလားဟမ်စာတင်เจ้าတို့စေးရောင်တို့ PDF တက်သားစီးရလားနေဘာ
ရာတိုင်းမှာနေပါကျဲသားလိုက်တဲ့လူနေရာတိုင်းမှာဘယ် PDF မှမရှိဘူးဖေလို့မရဲ့ PDF တွေကသူကစစ်တမ်းထဲမှာမရှိနေတာနင်တို့စခန်းစီးတဲ့နေမှာဝင်တိုက်တာဟမ် PDF တွေကစာတင်ကျောင်းမှာပုံကြီးကျောင်းမှာဟိုဆေးရောက်မှာတော့စစ်တမ်းတယ်မဟုတ်ဘူးဖေလို့မရဲ့ PDF မရှိဘဲနဲ့ခွေးစိတ်ပေါက်နေတဲ့နေပါမှာလားကပက်ပက်စက်နဲ့ကျဲတာလေဖေလို့မဟုတ်မှန်တဲ့စကားတွေစောက်ပြောနေတယ်စောက်အောက်တန်းစားမှာ မြို့တချို့ကြီးလိုက်ပါလားပြာကျသွားတယ်နောက်ဆုံးစကတ်စားပဲပြင်ယူတာပဲ ဒီဒါပဲနိစကစားအဲ့ဒီကချင်ပြည်နယ်မှာစခန်းတလုံးပြန်ရဖို့မြို့တလုံးပြန်ရဖို့ကနေ့ရက်မအေလို့မရလိုက်ရသူရဲ့ခွေးသားစစ်ခွေးသေးလေးတွေကအကောင်ပဲ1000အသေးခံရလေအဲ့ဒါနေသိလားနေ့ရက်စစ်ခွေးရစခန်းတလုံးပြန်ရဖို့ကဒီသူလူထုရဲ့သားသမီးသူရဲ့စစ်ခွေးတွေကိုအကောင်1000အကောင်1000အသေးခံခိုင်းတယ်ဖေလို့မအဲ့ဒီသေသွားတဲ့သူများသားသမီးတွေအားလုံးနေ့ရက်မအေလို့မရလိုက်လို့ထားတဲ့ကလေးတရားမှမရှိဘူးဖေလို့မရဲ့နေ့ရက်ကလေးလည်းမပါဘူးဒီသူလူထုရဲ့သားသမီးတွေသိလား 你若表我都那多出来，表动的情家咯，妈妈没晒的旅游拜年的。 နေတော့ပြားကိုဒုံနဲ့သွားထိုးတယ်တဲ့ဘသူကဘသူ့ကိုအရင်ထိုးတာလဲဖေလို့မရဲ့ဟမ်နေအဘသာအစကတည်းကခွေးစားမခင်ဘူးဆိုရင်ခွေးစိတ်မပေါက်ဘူးအာနာမယူဘူးဆိုရင်တနိုင်ငံလုံးပြကြမလားလူတွေအများပြားသိမလား PDF လူငယ်ဆိုတာပေါ်လာမလားတီးသူဆိုတာလက်နဲ့ကန်လာမလားဖေလို့မဟမ်ဘသူကဘသူ့အရင်တောက်တာလဲနေအဘမအေလို့မင်းအောင်လိုင်းကခွေးစိတ်ပေါက်ပြီးအာနာယူပြီးတီးသူရဲ့ခေါင်းဆောင်ဖမ်းတော့ထောင်ချလိုက်တယ်လေ ဒီသူရဲ့ခေါင်းဆောင်ကို तू မဖမ်းဘူးထောင်မချဘူး तू ဒါလူစိတ်မွေးလို့စင် तू ဒါခွေးစိတ်မပေါက်ဘူးအာနာမယူဘူးစင်မြန်မာပြည်ကြီးဒီ9နှစ်6နှစ်အတွင်းတိုးတက်သွားတာကြာပြီးဖေလို့မရဲ့ဘသူမှလည်းသေเสียအကြောင်းမရှိသလိုနော်မြန်မာပြည်ကြီးလည်းပြချစရာမလိုဘူးနေရပါမအေလို့မရလိုက်အာနာယူခွေးစိတ်ပေါက်တဲ့အတွက်ကြောင့်ပြည်သူလူထုကိုအထင်သေးလိုက်လို့နေရပါခွေးစိတ်ပေါက်လိုက်လို့ပြားကိုဒုံနဲ့တောက်လိုက်လို့ပြားကိုသွားပြီးအထင်သေးနေတယ်လေနေပါက तू စိတ်ထင်ငါတို့ပြည်သူတွေကထမင်းမစားဘူး तू လိုးတိုင်းခံရမယ် तू တတ်တိုင်းခံရမယ် तू ရောက်မှတိုင်းငါတို့ထိုင်ကြည့်ရမယ်ဆိုတာ तू ထင်တာမားနေတယ်လေနေကဘာခွေးယူမရအောင်လိုက်ငါတို့ကိုလာတော့တောက်လိုက်လို့ငါတို့တွေကခွေးတယ်မဟုတ်တဲ့တကြောင်တတိတ်ဆန်တယ်မဟုတ်တဲ့တကြောင်ဒါငါတို့ရဲ့နိုင်ငံဒါငါတို့ရဲ့အမိမြေဒါငါတို့ရဲ့နိုင်ငံသူနိုင်ငံသားနေဘာမအေလို့မရလိုက်သူ့ရဲ့ဖေတောင်းလိုက်သူ့လာတော့ထူထောင်ပေးတာမဟုတ်ဘူးဒီနိုင်ငံလောက်ချင်တယ်လို့လောက်လို့မရဘူးအဲကြောင့်ပြားကိုတောက်ချင်တယ်လို့တောက်လို့မရဘူးโอเคနော်ပြန်ကိုက်လို့တတ်တယ်နော်ပြားကိုတောက်နဲ့ထိုးတာနေဘာမအေလို့မရလိုက်စစ်ခွေးစစ်တပ်တွေငါတို့ပြည်သူတွေမဟုတ်ဘူးငါတို့ကအတောက်ခံရတာငါတို့သားသမီးတွေငါတို့မျိုးဆက်တွေခွေးစိတ်ပေါက်နေတဲ့လူရဲ့လက်အောက်မှာငါတို့မထားဘူးမထားတဲ့အတငါတို့ကာကွယ်ပေးရမှာပဲငါတို့ဘာသာငါတို့ကကောင်းမွန်နေတာငါတို့အေးအေးဆေးနေတာနော်နေ့အဘခွေးစိတ်ပေါက်ပြီးအာနာယူလိုက်လို့နော်ပြားကိုဒုံနဲ့တောက်လိုက်တာပြားလဲသူ့ကလေးသူချစ်တယ်သူ့ရဲ့အိမ်သူ့ရဲ့နိုင်ငံသူချစ်တယ်ဟမ်သူ့ကိုအလကားလာပြီးတောက်တဲ့သူကသူထိုင်ကြည့်စရာလားရတဲ့နေနဲ့သူကာကွယ်ပေးမှာပဲသူ့ရဲ့သားသမီးတွေအတွက်သူ့ရဲ့မျိုးဆက်တွေအတွက်နော်ပြောထားမယ်တလိပ်ဆန်တွေကလေမင်းတို့ထက်ကိုချင်းစာပြားစီတယ်နော်ခွေးမကလေးကိုတော့ရိုက်ကြည့်ခွေးမပြန်တော့ကြိုက်တာပဲမင်းတို့ဘောမတွေကြတော့နော်ကိုယ်နိုင်ငံအာဏာယူတွေခွေးယူတွေဘလောက်ပဲဖြက်စီဘလောက်ပဲအနိုင်ကျင့်ဘလောက်ပဲတပ်ဖြတ်ပုံကျဲမင်းတို့တွေကထိုင်ငိန်နေလို့ကောင်းနေတော့မဲနော်ဘောမကောင်းနေတော့မဲဖင်ခံကောင်းနေတော့မဲငါတို့ပြည်သူတွေကအဲ့တလိုမျိုးမရှိဘူးမရှိတဲ့အတွက်ကြောင့်မင်းတို့အဘရောက်မှတိုင်းငါတို့တော်လန်ရမှာပဲမင်းတို့အဘစီးတဲ့နေရာတိုင်းငါတို့တော်လန်တိုက်ထောက်ရမှာပဲနော်အခုဖြစ်လာတဲ့ပြဿနာအားလုံးကိစ္စတွေအားလုံးနေအဘခွေးမသားမင်းအောင်လိုက်အာနာယူလိုက်လို့အဲ့တလိုမျိုးဖြစ်သွားတာဖေလို့မ တခြားလူတွေနေလို့မယိုးနဲ့အားလုံးတာဝန်ကနေတို့ရဲ့တာဝန်နော်နေတို့ကြောက်မလို့လူငယ်လေးတွေပြည်သူတွေအသက်အိုးအိမ်တွေဆုံးရှုံးနေရတာအခုထိနေတော့သူများကိုယိုးလို့မပြီးသေးဘူးနေတို့ကြောင့်ဖြစ်တယ် ငါတို့ကြောင့်ပြောရအောင်ငါတို့မှာတောင်းဝန်ရှိတယ်ပြောရအောင်ငါတို့ PDF တွေငါတို့ပြည်သူတွေကငါတို့အာဏာကိုငါတို့ပြန်တော့ခိုးလို့ရလားငါတို့အာဏာငါတို့ပြန်တော့လူလို့ရလားငါတို့ရဲ့ခေါင်းဆောင်ငါတို့ဖန်တော့ထောင်ချလို့လားခုနေတော့အာဏာသိမ်းကြတဲ့ကငါတို့တောင်းငါတို့လုံနေတာငါတို့နိုင်ငံငါတို့လက်ထက်မှာပြန်တော့ရဖို့ငါတို့ခေါင်းဆောင်တွေအမြန်နဲ့ထွက်လာဖို့ငါတို့ပြည်သူလူထုတွေ94တန်လို့များဖို့ငါတို့ကဒီဇိုင်းမနဲ့လောက်တာငါတို့ကတသက်စင်နဲ့လောက်လာလူလိုမျိုးစစ်တိုက်တယ်ယောက်ျားလိုမျိုးစစ်တိုက်တယ်ငါတို့ပိတ်ခါစစ်စီးနဲ့စစ်တိုက်တယ်မင်းအဘလိုမျိုးစီးမစီးကမ်းမစီးမကျဲတင်တဲ့နေရာကျဲမတတ်တဲ့နေရာတမလှုပ်တဲ့နေရာလှုပ်မကောင်းတဲ့အရာတွေ तू မလှုပ်ရတာတခုမှမရှိဘူး तू ကြောက်တာတခုကတော့ငါတို့အမေစုကိုအခုနော်တနေ့အမှန်ကန် तू မချပြဘူးအဖွားအိုကြီးလက်နဲ့လည်းမရှိဘူးဒီမအေလွားတေအောင်ကြောက်တာအဖွားအိုကြီးကစင်လားတေလားမအေလွားတနေ့ထုတ်ဖော်လို့မရဲဘူးအဲ့ဒီကြတော့နေ့အဘတေအောင်ကြောက်တာအဖွားအိုကြီးတရားကို तू တေအောင်ကြောက်တာဒါပေမဲ့ပြည်သူလူထုကိုရဲရဲစက်နဲ့တပ်ဖြတ်တာကြတော့ तू တတိတော်စီတယ်ဘုံကျဲတာတနိုင်ငံလုံးဘုံကျဲတာဖြက်စီတာနိုင်ငံကိုဖြက်စီတာကြတော့တတိစီတယ်
但要那偏看了，找到到底是的，哎，那你也八百里。你都照片的，那为你那也可的，你都等你都家嘛呗，对的色也淡薄。你不要的对的在淡薄涨不？哎，那你对比啦。你也把国美国罗美昂来的，地图路途我们别打路线，地图的对穿奥都没路线。俺都地图的呀，把阿张嘛变了刀烂子呀，没路不堵。俺都把皮肉变了刀烂的嘞，俺都地图路途的带的对的吹的，我都淡薄差的这张。俺都啊变了高怪别呀的，刀烂别呀的，啊追的我变了油别呀的。哎，那你对比啦。俺都地图的呀，俺都南岸都南大的工，俺都不老淡薄他嘞，俺都也南岸工，俺都不老淡薄他嘞。别都别话么说，拉不了道路线，拉不了大路线，俺都没差不。你也把他拍他毛上，阿那么逮不，刚上的么拍不，地图路途对穿我们别打不顺。别都嘛，点比到么老不，你也把问到来了，俺都来变到改的瓜，把皮都改了嘞，俺都南岸俺都切了，俺都路苗俺都切了，俺都变到高怪别呀的，哎，那你哪来啦？啊，啊酷，你说天你也把路西西比到，你都宝马的呗路西西比到，将那地图的阿龙啊，可以的骗你的啦，但来上的骗你的啦，啊，再可怜的骗你的啦，赔罗嘛，但到天对的那俺都地图的，哎，照你也把嘞脑袋的技术啦，压多没，我都脑袋压了，都妈妈老龙压了不？你不要你的，阳光门的嘞，把皮罗西达没摘到嘞，西达的呀 ，PDS 的你也嘛别到了摘的，哎，你阳光门的那个，你说天你也把搬他路啦。你也把个嘛搬也不管，我都地图搬的到，但你在路上我都变了灯嘛呗，我都变了灯的情呢，你也把嘞变灯的路我们这边呢，你都路宝马的，你也把变了捷达嘛，喏，宝马路亏自家的，到不了带后来路，你也把你有他没那么听来呢，你也把路西西的好不？没路没有来说的讲嘞，你呀带嘛都接的，但哪个路都把接的，都接路没压的你呀个咯，都接没压的你呀喏。都也买嘛，没就也18百都不接了没得，现在你要都搞弄接的，你说的包牛包马包里手，啊，我怕这个代表你说的赔罗嘛嘞，你也哎都接了没不那么听来呢，喏，但你在路上你对多嘛，啊，你也哎对，你也讲的，你也没有的，你们大叔的，都没这样的路，你们推的路，你亏这个怕这个你代表的，喏，你哎你原你18推比所以你代表了嘛，你也把个你都哎那么钱，啊，接你的。你代表了嘛？啊，你也哎，你也没打算的嘛？提的路赔路嘛耶？喏，哎，那亏是干嘛标呢？哦，你比到曼德勒，你要带阳光，你把个把这嘛？喏，你把路西西那不亏有阿那有说的，不都没那把么爱不？你说的亏嘛来亏了没有带好来？你个亏钱钱了都对么啦？都没对不？都没接不？喏，都阿那有，没就跑的嘛，拖拉的都也等米啦，都也打算都抢他们。米主要跑的嘛，退了的别讲别嘛么说，包嘛啦包牛啦，别都别嘛么说，都个啷打路压的，都个啷对着那嘛包嘛，哎你们哎路啊，哎那你嘛他赔路嘛包嘛。အဲ့လိုမျိုးသူတို့ဘုံကျဲလို့လူငယ်လေးတွေတည်တဲ့ချိန်ကျတော့နင်တို့ကခုကျတော့ဒလန်ကြောင့်တကယ်ကျတော့ဒီလူသေးတွေရဲ့တာဝန်ကနင်တို့မှရှိတယ်နင်တို့ရဲ့စဉ်းစားဆင်ခြင်နေမရှိဘဲနဲ့စစ်တွေရှောက်တိုက်ခိုင်းလို့မြို့တွေရှောက်သိမ်းခိုင်းလို့လူတွေတည်နေတာစကားစားလေအခုရန်ကုန်မန္တလေးလူအုပ်တွေထဲမှာသူတို့ဘုံမကျဲပါဘူး PDF တက်သားတွေရှိတဲ့နေရာကိုပဲသူတို့ဘုံကျဲတယ်အဲ့ဒါဘာလို့အခုထိမသိနိုင်ကြတရားလဲတော်ထားတဲ့ချင်းပြည်နယ်မြို့တချို့ကြီးလိုက်ပါလားပြာကျသွားလေနောက်ဆုံးတော့စကားစားပဲပြန်ယူတာပဲနော်နင်တို့ကပြားဝင်တုံးနဲ့သွားထိုးတယ်ပြားတုတ်တဲ့အချိန်ကျတော့ဘာမှမဆိုင်တဲ့လူတွေကိုပတ်ရမ်းတယ်ပြူတွေဒလန်တွေကြောင့်မဟုတ်ဘူးနင်တို့ကြောင့်တည်တဲ့လူတိုင်းရဲ့တာဝန်နင်တို့မှာရှိတယ်တခြားလူတွေကိုနင်တို့မယိုးနဲ့အားလုံးတာဝန်ကနင်တို့ရဲ့တာဝန်เนาะနင်တို့ကြောင့်မလို့လူငယ်လေးတွေပြည်သူတွေအသက်အိုးအိမ်တွေဆုံးရှုံးနေရတာအခုထိနင်တို့ကသူများကိုယိုးလို့မပြီးသေးဘူးနင်တို့ကြောင့်ဖြစ်တာเนาะဝိညာဉ်တိုင်းရဲ့ခေါ်တံနင်တို့တနည်းနည်းတော့ကြားရမှာပဲသွေးတစ်ဆက်ရဲ့တန်ဖိုးနင်တို့ပြန်ပြီးတော့နင်တို့ရိတ်သိမ်းရလိမ့်မယ်နင်တို့ဒါတွေတိရင်နဲ့နင်တို့လောက်တာလေမနိုင်မှတိပြီးလုံနေရလေလုံးဝမနိုင်ဘူးဆိုတာတိရသားနဲ့နင်တို့တိုက်နေရလေဟိုဆိုတော့နေပြောတဲ့စကားလုံးထဲမှာငါနင့်ကိုဖြည့်ဆွက်ပြီးပြောချင်တာကဘာလဲဆိုတော့လေဝိညာဉ်တိုင်းရဲ့ခေါ်တံကိုနင်တို့နေအားပေးနေတဲ့နေထောက်ခံနေတဲ့စက်တက်ကကောင်တွေကတော့ကြားမှာမဟုတ်ဘူးငါတို့ကဟိုပြောမယ်ဆိုရင်နင်တို့အားပေးနေပါတယ်ဆိုတော့နင်တို့ထောက်ခံနေပါတယ်ဆိုတော့စက်တက်ကလေရင်ကနေပြီးတော့မှဘုံနဲ့ကျဲလိုက်တဲ့ကြောင့်မို့လို့ထိသွားတဲ့ပြည်သူတွေရဲ့
ပြောမယ်ဆိုရင်ဟိုရဲဘော်တွေရဲ့ဝိညာဉ်ဘဝကနေပြောတဲ့စကားတွေအစားငါတို့နားထဲမှာပြန်ကြားရတယ်သိလားတချို့အရာတွေကြတော့လေငါတို့လာပြောတဲ့ဥစ္စာမျိုးတွေရှိတယ်တချို့ဟာတွေကြတော့လေသူတို့ရဲ့ဟိုဘယ်လိုပြောမလဲမနှောစိတ်နဲ့ပေါ့ဟာတဲ့မှာငါတို့မနှောစိတ်နဲ့လာပြီးပြောတဲ့ဥစ္စာမျိုးတွေရှိတယ်ထားလိုက်တော့အဲ့ဒါတွေကငါတို့ကြားရတယ်ဆိုတဲ့ဥစ္စာမျိုးကိုပြောပြတာနောက်တစ်ခုကဘာလဲဆိုတော့ PDF တွေရှိတဲ့နေရာကိုဘုံကျဲတယ်ဟလာစက်တက်အုပ်ချုပ်ထားတဲ့ရန်ကုန်မန္တလေးဘုံမကျဲဘူးနေကမျိုးပြတ်တယ်ဆိုတာကိုဘလို့အတိုင်းတာဘလို့အရေးချင်းဘလို့အကြောင်းအရာနဲ့ကြည့်ပြီးတော့မှနေဆုံးဖြတ်တာလေတိုက်ပွဲမရှိဘူးဟလာဟိုပြောမယ်ဆိုရင်သူစီးပွားရေးသူလုံနေတယ်ဆိုတဲ့ဥစ္စာနဲ့ပဲနေကဟိုမျိုးမပြတ်ဘူးလို့ပြောချင်တာလားစောက်ယူမှငါနဲ့ကိုပြောပြမယ်ပြည်သူလူထုရဲ့အခြေခံပြည်သူလူထုဖြစ်နေတဲ့အကြောင်းအရာပေါ်မှာပြည်သူလူထုကိုဇာတိတတွေနော်ပြည်သူနေတိအစားရှိတဲ့ပြည်သူလူထုရဲ့ဇာတိတောက်ကိုဖျက်ဆီးလိုက်တာလေအဲ့ဒီတိုင်းဒေသကြီးနဲ့အဲ့ဒီမြို့နယ်မှာရှိနေတဲ့ပြည်သူတွေရဲ့ပျက်စီးခြင်းပဲအဲ့ဒီမြို့နယ်ပျက်စီးခြင်းပဲအဲ့ဒီတိုင်းဒေသကြီးပျက်စီးခြင်းပဲရှင်းလားလေရင်နဲ့ဘုံကျဲလိုက်မှမြို့ကြီးပြတ်သွားတာမဟုတ်ဘူးတိုင်းပြည်ပြတ်သွားတာမဟုတ်ဘူးအဲ့ဒီအခြေခံသဘောတရားတော့မသိဘဲနဲ့နင်ဘလို့စိတ်သက်တွေနဲ့လူဖြစ်လာလဲကိုယ့်ဘောက်ကိုအေးအေးဆေးနှခမ်းတွေပဲရောင်းစမ်းမှာဟာနော်အားနေတယ်ဆိုရင်နှခမ်းတွေကိုကိုယ့်အပေါက်တွေတော့ကိုယ့်ကိုပြန်ထိုးထဲလိုက်နောက်တစ်ခုကငါပြောချင်တာကဘာလဲဆိုတော့လေPDF တရားပဲဖြစ်ဖြစ်ပြည်သူတွေကပဲဖြစ်ဖြစ်ဒီဒေါ်လာရေးကိုထောက်ခံပြီးတော့မှ PDF ဖြစ်လာတယ်ဒီဒေါ်လာရေးကိုထောက်ခံပြီးတော့မှဒေါ်လာပြည်သူဖြစ်လာတဲ့သူတွေကလေမီသူရဲ့ဟိုတိုက်တွန်းချက်တွေနဲ့မီသူရဲ့ဟိုတွေးထိုးလှုံ့ဆော်မှုပါဟာနေလို့ပြောတဲ့စကားလိုမျိုးအဲ့လိုမျိုးဖြစ်လာတဲ့လူတွေတယောက်မှမရှိဘူးငါအရှိမပြောပြီးသားငါ PDF ဖြစ်တဲ့အချိန် NUG တောင်မပေါ်သေးဘူးလို့ငါပြောပြီးသားအပြောချင်တာကဘာလဲဆိုတော့လေ PDF ဒီပြည်သူတွေကနေပေါက်ဖွာလာတဲ့ပြည်သူတက်မတော်သားဖြစ်တယ်အဲ့တော့တကယ်လို့သာဟိုနင်တို့ဟိုစစ်တပ်ကပြည်သူကိုတကယ်ချစ်တယ်ပြည်သူကိုတကယ်ကာကွယ်စောင့်ရှောက်ချင်တယ်ဆိုရင်ဥပမာသဘောတရားတစ်ခုရ PDF စိုးမိုးနယ်မြေတွေမှာရှိနေတဲ့ပြည်သူတွေကဘာကြောင့်ရွာလုံးကျွတ်ထွက်ပြေးကြတာလဲအဲ့ထွက်ပြေးတဲ့အထဲမှာလေနင်တို့စစ်တပ်ကိုထောက်ခံတဲ့သူတွေလည်းပါတယ်နော်သိလားအဲ့လူတွေကိုမေးကြည့်တဲ့အခါမျိုးမှာဘာပြောလဲဆိုတော့ဒီကောင်တွေကဘာမှမြင်တာမဟုတ်ဘူးတဲ့PDF စိုးမိုးထားတဲ့နေမြေဆိုပြီးတော့မှမင်းတို့လည်း PDF ကိုထောက်ခံတဲ့ဟာဆိုပြီးတော့မှရှေ့ကာလတွေမှာလည်းကိုယ့်လူချင်းချင်းအောင်ပြန်တက်သွားလို့ကျွန်တော်တို့ကကြောက်လို့ပါခင်ဗျားတို့လည်းတူတူပြေးရတာပါတဲ့ဆိုတော့ဒီလိုမျိုးစကားတွေကဆာငါတို့ကပြန်ကြားရတာဆိုတော့နေစဉ်းစားကြည့်လေနေစဉ်းစားကြည့်အုံတော့ရှိရမလားစဉ်းစားကြည့်အဲ့ပြောချင်တာကဘာလဲဆိုတော့ဟိုစစ်တပ်ကဒီလိုမျိုးရက်ဆက်ရုံမာခဲ့တဲ့အတွက်ကြောင့်မို့လို့တိုင်းရင်းသားတွေကိုရက်ဆက်ခဲ့တယ်ဆိုတာဒီ21နောက်ပိုင်းမှာပြည်သူတွေကပိုသိလာတာအဲအကြောင်းမို့လို့ဒီစစ်တပ်ကိုတွန်းလှန်မှရတော့မယ်ဒီစစ်တပ်ကိုဖြိုချမှရတော့မယ်ဒါမှဒါလျင်ပြည်သူအစိုးရအောက်ကနေပြီးတော့မှတကယ်ကိုနိုင်ငံကပြည်သူကိုပြည်သူလိုဆက်ဆံတဲ့အစိုးရအောက်မှာရှိနေတဲ့မြန်မာနိုင်ငံကြီးဖြစ်သွားမှာဒီအကြောင်းအရာကိုသိတဲ့အတွက်ကြောင့်မို့လို့ဒီတော်လန်စစ်ကိုဖျက်လာတာစောက်ယူတူတူပေါ်တော်နဲ့ဘာတွေပြောလို့ပြောနေမှလည်းမသိဘူးတကယ်အောက်တန်းစားဆန်တဲ့ကောင်မှပါကွာတကယ်အောက်တန်းစားဆန်တာပါဟိုငါပြောချင်တာကလေဟိုစစ်တပ်ကိုထောက်ခံတဲ့လူတိုင်းရဲ့ brain level ကိုငါနေတယ်လို့ပြောတာမဟုတ်ဘူးနော်ဒါပေမဲ့စစ်တပ်ကိုကြိုက်တဲ့သူစစ်တပ်ကိုအားပေးတဲ့သူတွေအကုန်လုံးကအဲ့လိုကိုညံမမိတာတကယ်ကိုညံမမိတာအဲ့ကြောင့်မို့လို့အောက်တန်းစားဘောမတွေလို့ပြောရင်လည်းမခံနိုင်ရဘူးအဲ့တော့ဟို PDF တွေကပြည်သူကြားတဲ့နေမှာပဲလေဘာဖြစ်လို့ပြည်သူချစ်တာကိုပြည်သူထောက်ခံနေလေအခုတချို့တွေဆိုအခုနင်တို့စစ်တပ်ကပြန်သိမ်းလိုက်တဲ့အခုအရင်တော့တို့ PDF တွေသိမ်းထားခဲ့တဲ့ထိချုပ်ထားခဲ့တဲ့စင်ကူးလို့ဘာလို့ဆိုရင်အခုစစ်တပ်ဒုက္ခပေးတာတွေကိုအဲ့ဒီမှာရှိနေတဲ့ပြည်သူတွေခံစားနေရပြီတချို့တွေကပြောမယ်ဆိုရင်အဲ့ PDF စိုးမိုးနေပြီတော့ရှိခဲ့တဲ့ကာလတော့ဆိုရင် PDF ကိုဘာဖြစ်လို့ညာဖြစ်လို့ဆိုလက်ညှိုးကောက်ကောက်ထိုးနေတဲ့သူတွေအခုစစ်တပ်ထိုးပြီးတော့ပြောနေတဲ့သူတွေအခုစစ်တပ်ကစင်ကူးကိုပြန်အုပ်ချုပ်လိုက်တဲ့အချိန်မှာတခုံးတော့မဟာရဘူးစစ်တပ်ရဲ့လူဘာဝမှုပေါင်းများစွာကိုခံနေရတာအဲ့ဒါမှမျိုးပြတ်တယ်လို့ခေါ်တယ်သိလားအဲ့ဒါလူညွတ်တော့လုပ်တယ်လို့လည်းခေါ်တယ်ဆိုတော့ဒီအခြေခံသဘောတရားလေးလောက်တော့မြင်သိလေနှစ်ကောင်းထဲမှာနှခမ်းညီရောင်းဖို့နဲ့ PDF မကောင်းကြောင်းပြောစစ်တပ်ကောင်းကြောင်းပြောဖို့လောက်နင်လူဖြစ်လာတယ်ဆိုရင်တော့အနည်းကုန်နေလူလို့မတတ်မှတ်နဲ့နင်ကထမင်းစားပြီးတော့မှဟိုတလိမ့်ဆန်စိတ်ပေါက်နေတယ်လူတလိမ့်ဆန်မှဖြစ်နေပြီဆိုတော့ဒါလေးကိုခွဲခြားပြီးသိအောင်လို့ပလာတာကြီးကပြောပြပေးတာဖြစ်တယ်နော်ဟိုတခါလေကြောက်လေနေရုပ်ကငါကြည့်ရတာထမင်းစားပြီးချီးမပါတဲ့ရုပ်နဲ့โอเคနော်မနာနဲ့နော်အမှန်ပြောတာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါ